မင်္ဂလာပါရှင်ဒီနေ့တော့ချစ်ချင်းဆက်ဆက်စိမ့်စိမ့်ကလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့မုံဖတ်တုတ်ကလေးလုပ်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးချက်ရင်မုံသားလေးတစ်ခုကိုဒီပိုင်းထဲမှာရေနဲ့ထည့်ပြီးတော့ချက်သွန်ဖြူအနေငယ်ချင်းအနေငယ်နန်းနန်းပင်အယိုးအနေငယ်အမြင့်ရှိရင်လည်းထည့်လို့ရတယ်နော်ပြီးငရုတ်ကောင်းအနေငယ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်နော်ချက်သားတက်ထားတော့မှစီချက်တွေစားပြီးချက်မယ်နော်အခုကိုသုံးမဲ့အသုံးပြုမဲ့စီပမာဏကိုဒီပိုင်းထဲမှာထည့်ပြီးတော့ပူလာအောင်တက်ထားပေးလိုက်ပါမယ်ဒါကတော့ငရုတ်သီးစီချက်ချက်ဖို့အတွက်ပါအယောင်တင်မုံတစွန်ငရုတ်သီးမုံစွန်းတစ်ဝက်ပြီးရင်စောနာတက်ထားတဲ့စီကပူလာတဲ့အခါကျတော့ဇွန်နဲ့နှစ်စွန်းခန့်ယူပြီးတော့ဒီထဲမှာလောင်းချလိုက်ပါမယ်ဒါဆိုရင်တော့ငရုတ်သီးစီချက်ရပြီပေါ့နော်ဒါကတော့အလွယ်ပြုလုပ်နေလေးပါပြီးရင်တော့ဆောနာကြံနေတဲ့စီတဝက်ထဲကိုချက်သွန်ဖြူကြိုလီထားတာလေးတွေထည့်ပြီးတော့ချက်သွန်ဖြူစီချက်လေးချက်လိုက်မယ်နော်ဒီလိုအနေထားလေးဆိုလို့ရှင်တော့ရပါပြီပြီးရင်တွားစီရဲ့အပူချိန်နဲ့လည်းပို့ပြီးတော့ချွတ်ပြီးတော့ချက်သွားအောင်ပါဆိုတော့လေဒီလောက်ဆိုရင်တော့မိပိတ်ပြီးတော့ချထားလို့ရပါပြီဒါကတော့ချက်သွန်နေစီချက်အတွက်ပါကြိုပြီးလီထားတဲ့ချက်သွန်နေလေးတွေကိုစီပူလေးထဲမှာထည့်ပြီးတော့မီးအလဲလက်လေးနဲ့ပဲဖြည်းဖြည်းချင်းလေးကြော်သွားပေးမယ်နော်အရာအတွက်စနိုးမှုအလေးအနှဲငယ်ပါတယ်ဆိုရုံလေးပဲထည့်ပြီးတော့ဆက်ပြီးတော့ကြော်သွားပေးလိုက်ပါတယ်ဒီလိုမျိုးရွှေဝါရောင်တန်းပြီးတော့လှနေပြီဆိုလို့ရှိရင်တော့မီးလေးပိတ်ပြီးတော့ချထားလို့ရပါပြီအခုကြက်သားအိုးကလည်းပွက်နေပြီဖြစ်တဲ့အတွက်ကြက်သားကိုဆယ်ပြီးတော့အေးခံထားလိုက်ပါမယ်ဒီကြက်ပြုတ်ရီကိုလုံးဝမသွန်ဖြစ်ပါနဲ့သူ့ကိုဟင်းရီအတွက်ပြန်သုံးပါနော်ကြက်သားကအေးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုအတုံးလေးတွေဖြစ်စေအမြင့်လေးတွေဖြစ်စေကိုကြိုက်မြတ်တဲ့ရလုပ်ထားလို့ရပါတယ်ဒီမှာတော့အမြင့်ကလေးတွေခွာထားလိုက်ပါတယ်ဒါကတော့ကြက်သားစီတက်ဖို့ဖြစ်ပါတယ်ပထမဆုံးစီပူလာအောင်တည်ပြီးတော့စနိုးမုံအနေနဲ့အယောင်တင်မုံအနေနဲ့ထည့်ပြီးတဲ့အခါကျတော့အစိမ့်နဲ့ပြောက်လာတဲ့အထိစီတက်ထားပေးလိုက်ပါမယ်ပြီးရင်တော့ဆိုနာကခွာထားတဲ့ကြက်သားလေးတွေထည့်ပြီးရင်အရသာအတွက်ကိုငံပြားရီသုံးလဲရပါတယ်ဒီမှာတော့ဟင်းသီးဟင်းရွက်ပုံလေးတစ်ခုတည်းကိုပဲသုံးထားပါတယ်ပြီးလို့ရှိရင်တော့စီပြန်လာရင်ချထားလို့ရပါပြီမုံဖက်ကတော့ကိုအဆင်ပြေတဲ့ဟာကိုသုံးလို့ရပါတယ်ဒီမှာကျတော့မုံဖက်အစိုးပွဲလို့မရလို့မုံဖက်အချောက်ကိုသုံးထားပါတယ်မုံဖက်ချောက်လေးကိုရင်နွေးဖြောပြီးလို့ရှိရင်ရေအေးလုံးဝလောင်မချနဲ့နော်ဘာလို့လဲဆိုတော့သူကရင်နွေးဖြောပြီးလို့ရှိရင်စကားလေးနဲ့မှစစ်ထားမှသူကနွေးနွေးအီအီလေးနဲ့ပေါ့နော်ထွတ်ထွေးလေးစားလို့ကောင်းတယ်ရေထဲလိုက်လို့ရှိရင်သူကဖွားဖွားကြီးဖြစ်သွားပြီးတော့လုံးဝစားလို့မကောင်းတော့ဘူးဒီဟာကို9မိနစ်ကနေပြီး10မိနစ်အထိကိုလိုချင်တဲ့အနေထားရောက်တဲ့အထိအောင်မုံဖက်လေးကိုရှင်နေဖြောပေးမယ်နော်ကိုလိုချင်တဲ့အပြော့အမမုံဖက်အနေထားရောက်ပြီဆိုလို့ရှိရင်တော့စကားလေးနဲ့ထည့်ပြီးတော့အေးအေးခန်းရေစစ်ထားပေးလိုက်ပါမယ်ဒီမှာတော့အတုပ်ထဲမှာထည့်စားမယ်နနံပင်ချက်သွန်မိတ်ကော်ပီထုပ်တမယာသီးနဲ့ငရုတ်သီးမုံတို့ကိုပြင်ဆင်ထားတာဖြစ်ပါတယ်ကဲအားလုံးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့မုံဖက်စားတော့ကြမယ်နော်ပထမဦးဆုံးစလုံးအလွတ်တစ်ခုထဲမှာမုံဖက်တစ်ပွဲစားထည့်မယ်ပြီးရင်ငရုတ်သီးစီချက်ကိုအဆက်စားနဲ့တောက်လေးပေါ့နော်ထည့်လိုက်မယ်ပြီးရင်ချက်သွန်ဖြူစီချက်တစ်စုံဆမကချက်ထားတဲ့ကြက်သားတစ်စုံထည့်လိုက်မယ်။ငမြရည်ထမင်းစားစုံနဲ့တစ်စုံပဲမုံပြီးရင်တမယာသီးလေးညက်အရသာမို့လေးထည့်ဒီနေရာမှာအချုံမုံစားနဲ့ထည့်လို့ရပါတယ်နော်။ပြီးရင်နနံပင်ချက်သွန်မိတ်ကော်ပီထုပ်အရာလေးကိုအကုန်လုံးပေါင်းထည့်ပြီးတော့တည်တည်ချာချာလေးနနံဆက်ဆက်နေပြီးလိုက်မယ်နော်။ကြည့်ပါအောင်ခုဆိုရင်တော့အရန်ကိုမစားလို့ကောင်းတဲ့စိတ်လဲစိတ်နဲ့ချင်းကန်စမုတ်ဖတ်တုတ်ကလေးရပါပြီဒီပုံမှာချက်သွန်ဖြူစီချက်သားဟင်းအနှစ်နနံပင်ချက်သွန်မိတ်ဒါလေးတွေကိုထည့်ပြီးတော့ချက်ဥပြုတ်ကလေးအပေါ်ကနေတင်ပြီးတော့မှစားလို့ရပါပြီဟင်းရည်အတွက်ကကြတော့ဆောနာကချက်ပြုတ်ရည်ထဲမှာပဲငရုတ်ကောင်းရယ်စားရယ်ငပြားရည်လေးအနှဲငယ်ထည့်ထားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ကြမယ်နော်တတာ